ကျွန်တော်တို့ဒီနေ့ဖူဖူတိုင်မလေးတစ်ချက်တော့အောင်နော်ဖူဖူတိုင်မင်းဆိုတော့ဆိုလိုတာကတော့သူကဒါလေးတွေကဒါတစ်ချောင်းမို့ဘားလိုင်းနေပေါ့ဒါဘားလိုင်းနေဒါဘားလိုင်းနေဒါဘီအဲ့တော့တဘာဒီကနေဒီထီကိုတဘာဒီကနေဒီထီတဘာမှာတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖူလေးချက်ရှိတယ်တဘာမှာလေးချက်ရှိတဲ့အတွက်ဖူဖူတိုင်မင်းနော်ဖူဖူတိုင်မင်းလို့ခေါ်တယ်အဲ့တော့တဘာမှာလေးချက်ကိုဖူဖူတိုင်မင်းလို့ခေါ်တယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်1 2 3 4အဲ့ရောတဘာဒီလိုဘားနှစ်လိုင်းထပ်ထားတဲ့ကိစ္စအကြတော့ဒီမှာဘားနှစ်လိုင်းထပ်ထားတဲ့ကိစ္စအကြတော့ဒီတချင်းတစ်ပိုက်တို့တီးတာတစ်ပိုက်တို့ကျွန်တော်ဘားနှစ်လိုင်းထပ်ပြီးတာဖြစ်တယ်အစအဆုံးဆိုတဲ့သဘောကိုအလယ်မှာဒီဘာမဆုံးသေးဘူးဆိုရင်တော့တစ်လိုင်းပဲဘာအစအဆုံးမှာတော့နှစ်လိုင်းလို့ဒီဟုတ်လားနှစ်လိုင်းကျွန်တော်တို့ထည့်ပြီးမယ်ဒါဆိုရင်ဒါဘာတစ်ထပ်ပါနဲ့ဒါတစ်ထပ်ပါဒီလိုတစ်ဘာကို၄ချက်ရှိတယ်1 2 3 4အဲ့ဒါလေးတွေကိုဒီလိုတင်ဒီပုံနဲ့ကျွန်တော်တို့တီးကြမယ်ပြီးသွားရင်ဒီဘက်မှာ BPM 82ဆိုတော့ BPM 82ဆိုတော့က BPM beat per minute เนาะ beat per minute 1 minute မှာတီးမဲ့အချက်နှုန်းတစ်ချက်နှုန်းပြောတာ1 minute အတွင်းမှာတီးမဲ့တစ်ချက်နှုန်းရဲ့အရှိန်ဒီ82ရှိပါတယ်တဲ့သူကเนาะအဲ့ဒါကိုပြောတာဒီလူမျိုးမပြောခြင်းပဲဒီလို sign လေးနဲ့လဲလားဒါမှပေးမောင်းလို့ခေါ်တာပေါ့နော် step note ဒီမျိုးတစ်ခုနဲ့လား82လို့ရေးထားတယ်ဆိုလဲဒါအတူတူပဲဒီနှစ်ခုကကြိုက်တာသူတို့ရေးပေးဒီမဲ့ notes ပေါ်မှာဒီလိုမျိုးရေးထားတဲ့ဖုတ်ခုတိုင်ပဲတဘာမှာ၄ချက်ရှိတယ်ဆိုတဲ့တချင်းမျိုးစားဖြစ်တယ်ဆိုတော့ပြောပြထားတာเนาะအဲ့ဒါလေးကိုကျွန်တော်တီးမဲ့တီးတဲ့အခါကျရင် down တွေတီးမဲ့1 2 3 4 up တွေတီးမဲ့เนาะနောက်ပြီးတော့ down up တွေတီးမဲ့နောက် up down တွေတီးမဲ့เนาะအဲ့လိုမျိုးတီးရလေ့ကျင့်မယ်ဟိုတနေ့ကဟိုနေ့ကျွန်တော်တို့လေ့ကျင့်ထားတဲ့ C G E minor D minor E minor E F B minor C G C ဟာဒါတွေပဲကျွန်တော်တို့ဒါတွေနဲ့ပဲကျွန်တော်တို့သွားမယ်အဲ့ဒါလေးကိုလေ့ကျင့်ကြမယ်เนาะဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့တီးကြည့်အောင်เนาะတီးတဲ့အခါမှာလည်းကျွန်တော်တို့ဟိုဒီတန်ဖိုးပေါ့အမျိုးတော့ပြောင်းတီးပေါ့80 90 100လောက်ဟိုတည်းကမက်ထရိုနိုးလေးကိုတောက်နဲ့ခေါက်တဲ့မက်ထရိုနိုး software လေးကိုဖွင့်ပြီးတော့မှ80 90 100 130အဲ့လိုမျိုးလေးလေ့ကျင့်မယ်เนาะအခုကျွန်တော်90နှစ်လောက်နဲ့စကြည့်ပြမယ်1 2 3 4 C G D minor ဒါ down လေးရနော်E minor down နေပြီပဲတခါ up ပြန်တီးကြည့်မယ် up မှာလည်းအဲ့လိုပဲကိုက timing တစ်ခုယူလိုက်မယ်100လောက်တီးမယ်1 2 3 4up down up သွားမယ်1 2 3 4 down up G D minor D minor D minor D up D minor G C ကဲအဲ့ပြီး up down လောက်ပြန်သွားမယ်1 2 3 4 up downဒါဆိုရင်ဒီလိုတော့တလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်တေချာလေးလေ့ကျင့်ထိုင်ကျွန်တော်တို့အဆင်ပြေမှာပါလို့เนาะအားလုံးကျေးဇူးတင်ပါတယ်